Biteo mosquito တသားမီမီတို့ကိုဒီနေ့ပြောပြမယ့်အကောင်ကတော့ချင်းအကြောင်းပဲဖြစ်ပါတယ်တသားမီမီတို့ချင်းကိုတော့သိတယ်မလားချင်းဆိုတာဘာလဲချင်းကပြန်နိုင်တဲ့ insect ပိုးပေါင်းတစ်မျိုးပါအရွယ်အစားသေးပြီးတော့လူတွေရဲ့သွေးကိုစုပ်ပါတယ်တဲ့ချင်းတွေကဘယ်နေရာမှာနေတတ်လဲတဲ့ချင်းတွေကရေအိုင်နဲ့စိုစွတ်တဲ့နေရာတွေမှာအဓိကနေကြတယ်တဲ့သူတို့ဥဥဖို့သူတို့ပေါက်ဖွားဖို့အတွက်ရေလိုအပ်တာကြောင့်ဖြစ်ပါတယ်တဲ့ချင်းတွေရောဘာကြောင့်အနည်းငယ်ရှိရလဲတဲ့ချင်းတွေကလူရဲ့သွေးကိုစုပ်တဲ့အဲ့လိုစုပ်တဲ့အချိန်မှာရာရန်နာအဖုထွက်တာတွေဖြစ်နိုင်ပြီးတော့တချို့ချင်းတွေကြောင့်သွေးလွန်တုပ်ကွေးငှက်ဖျားယောဂလိုမျိုးယောဂတွေအထိဖြစ်စေနိုင်ပါတယ်တဲ့ဒါကြောင့်ချင်းကိုက်မခံရအောင်နေရမယ်ချင်းကိုက်မခံရအောင်ဘယ်လိုကာကွယ်ကြမလဲတဲ့ချင်းမကိုက်တဲ့ဆေးလိမ့်တာချင်းနောင်နဲ့အိတ်တာအင်ကြီးလက်ရှိဘောင်းမီရှည်ဝတ်တာကိုယ့်ရဲ့အိမ်သားမှာရေအိုင်နေရှိရင်ရှင်းလင်းတာဖျားပန်းအိုးတွေကိုပုံမှန်ရေလဲပေးတာစားတဲ့နီးလန်းတွေနဲ့ချင်းမကိုက်အောင်ကာကွယ်နိုင်ပါတယ်တဲ့ဒါဆိုရင်ချင်းတွေကိုဘယ်လိုနှိမ်နင်းရမလဲတဲ့ချင်းတွေကသူတို့ပေါက်ဖွားဖို့ရေလိုအပ်တယ်အဲ့တော့ချင်းမပေါက်အောင်ရေအိုးတွေရေအိုင်တွေထဲမှာပိုးလောက်လန်းတွေမရှိအောင်ရေကိုပုံမှန်လဲပြရပါမယ်တဲ့နောက်ပြီးချင်းစေးဖြန်းတာအိမ်ရဲ့ပတင်းပေါက်တွေမှာချင်းလုံးစကားတက်တာစတာတွေနဲ့လည်းချင်းကိုနှိမ်နင်းလို့ရပါတယ်တဲ့အခုလိုကာကွယ်တဲ့နည်းတွေသိသွားပြီဆိုရင်တော့ချင်းကိုက်မှာကြောက်စရာမလိုတော့ဘူးเนาะချင်းတွေကြောင်းသိပြီဆိုရင်ထုံးစံတိုင်းမေကွန်လေးတွေဖြည့်ကြည့်အောင်ချင်းတွေကဘယ်လိုနေရာတွေမှာပေါက်ဖွားကြလဲ1ရေထဲမှာ2လေထဲမှာ3မြေကြီးပေါ်မှာရေထဲမှာဆိုရင်တော့အပြင်းနေပါတယ်ချင်းကိုက်ရင်ရားတယ်သွေးလွန်တုပ်ကွေးတို့ငှက်ဖျားတို့လည်းဖြစ်နိုင်တယ်ဆိုတော့တာမီမီတို့ချင်းမကိုက်အောင်ဂရုစိုက်ပြီးတော့နေကြရမယ်နော်ကဲနောက်ထပ်အကောင်လေးတွေကိုဆက်ပြီးလေ့လာကြည့်အောင်နော်